မိရဲ့လက်ထဲမှာနော်ငွေပြက်နေတယ်နော်မိမှာလည်းဒါငွေ300လုံးနေတယ်ပေါ့နော်300လုံးနေပေမဲ့လို့မိစီမှာငွေကမရှိဘူးငွေပြက်နေတယ်ဆိုလို့ရှိရင်မိလက်ထဲကိုဒါငွေတွေဒါလျှောက်လာအောင်ပေါ့နော်ဒါတော့မိကအလုပ်ကတော့လုပ်နေရမှာပါပဲနော်ဒါပေမဲ့လည်းဆိုလိုတဲ့သဘောကတော့ကျွန်တော်တို့ဒီလှုပ်နေရင်းနဲ့နော်ဒါငွေပြတ်သွားတာမျိုးတွေပါမျိုးတွေဒါကြုံတတ်ကြပါတယ်နော်ကြုံတတ်ကြတဲ့အခါမှာဒါလှုပ်လို့ရတဲ့နည်းလမ်းလေးကိုဒါဒီနေရာမှာကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့ငွေကြီးနော်ငွေကြီးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်နော်ပြီးတော့အလုတ်အကင်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါစိတ်အနှောက်အယှက်ဒါဖြစ်နေရတဲ့သူတွေအကြက်တဲဖြစ်နေရတဲ့သူတွေဒုက္ခဖြစ်နေရတဲ့သူတွေအနေနဲ့နော်ကျွန်တော်တို့အိမ်မှာဒါမိမိတို့ဒါစားနေတဲ့ဆန်နဲ့ပဲပေါ့နော်ဒါဆန်နဲ့ပဲဒါကုစားနိုင်တဲ့ဒါနီလန်၃မျိုးရှိပါတယ်နော်အဲ့နီလန်၃မျိုးလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်နော်အဲ့တော့မိမိအိတ်ကဒါအမြဲတစီလို့နော်ပတ်စံပြက်နေတယ်ဆိုလို့ရှိရင်နော်ဆန်စီနော်မိမိအိမ်မှာဓမင်းချက်စားတဲ့ဆန်စီပါပဲနော်အဲ့ဒီဆန်စီအနှင်းငယ်တွေပေါ့နော်အနှင်းငယ်လေးကိုယူပြီးတော့ကျွန်တော်တို့ဒါအိတ်ကလေးတစ်ခုနဲ့ပိတ်ပြီးလို့ရှိရင်ဒါမိမိရဲ့ပတ်စံအိတ်ထဲမှာစောင့်ထားလို့ရပါတယ်နော်အဲ့တော့ဒါတမွေးဝမ်းကြောင့်အလုပ်အတွက်ပဲဖြစ်စေเนาะငွေကြီးတိုးပွားရန်အတွက်ပဲဖြစ်စေပေါ့เนาะစီးပွားကောင်းရန်အတွက်ပဲဖြစ်စေဒါလှုပ်ဆောင်နိုင်ပါတယ်เนาะအဲ့တော့ဆန်ဆိုတာကတော့ကျွန်တော်တို့ဘဝတွေမှာဒါမရှိမဖြစ်တဲ့အရာပါပဲเนาะအဲ့တော့ဆန်ကဘဝမှာဒါကြုံတွေ့နေရတဲ့ပြဿနာတွေကိုဖယ်ရှားပေးနိုင်ပါတယ်เนาะအဲ့တော့ဆန်ကိုလည်းကျွန်တော်တို့မင်္ဂလာရှိတဲ့ကိစ္စရပ်တွေမှာသုံးကြပါတယ်เนาะကျွန်တော်ဗမာပြည်ဘက်တွေမှာဆိုလို့ရှိရင်ဒါတရားနာမေးဆိုလို့ရှိရင်ဒါဆန်စီအနေငယ်လက်ပွားတွေကိုထည့်ပြီးတော့ကျွန်တော်တို့ဒါတရားနာကြတာလည်းရှိကြပါတယ်เนาะအဲ့တော့ဆန်ကဒါမင်္ဂလာရှိတဲ့ကိစ္စရပ်တွေမှာသုံးပါတယ်เนาะပြီးတော့ဆန်ကကျွန်တော်တို့ပြီးပြည့်စုံနေဆိုပြီးတော့လည်းအထိပ္ပယ်ရပါတယ်เนาะအဲ့တော့နီလန်သုံးတွေကတော့ကျွန်တော်ဗာလဲဆိုတော့နံပါတ်1နီလန်ပေါ့เนาะနံပါတ်1နီလန်ကတော့ဗာလဲဆိုတော့ကျွန်တော်တို့တွေအလုတ်အကင်မှာဒါအစင်မပြေဖြစ်နေကြတဲ့သူတွေပေါ့เนาะအဲ့တော့မိမိကအလုတ်လုပ်နေတယ်နော်ဒါပေမဲ့လည်းမိမိလုပ်နေတဲ့အလုပ်ကိုင်ကအဆင်မပြေဘူးနော်ဒါအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့တောကရောက်ရတယ်နော်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တွေဒါဘယ်လိုပြောမလဲအခက်အခဲတွေဖြစ်ရတယ်ပေါ့နော်တောကရောက်ရတဲ့အခက်အခဲဖြစ်ရတယ်နောက်တစ်ခုကကျကျွန်တော်တို့အလုပ်အကင်ရဖို့အတွက်အလုပ်ကိုင်ဒါရှာဖွေနေကြရတဲ့သူတွေပေါ့နော်ရှာဖွေနေကြရတဲ့သူတွေကကြတော့ဒါကံကောင်းလာစေဖို့နဲ့နော်မိမိရဲ့အိမ်မက်တွေဒါပြည့်စုံလာစေဖို့မိမိရဲ့ရည်မှန်းချက်တွေဒါပြည့်စုံလာနေဖို့အတွက်ကိုကျွန်တော်တို့ကဒါချို့သောထမင်းကိုကြီးစွာငှက်စာကျွေးရမှာဖြစ်ပါတယ်เนาะအဲ့တော့ချို့သောထမင်းကိုဘယ်လိုလုပ်ရမလဲဆိုတော့လွယ်ပါတယ်ကျွန်တော်တို့တွေပုံမှန်ထမင်းချက်တယ်လို့ပါပဲเนาะထမင်းကိုကျွန်တော်တို့ဒါဆန်ကိုထမင်းချက်လိုက်ပါထမင်းချက်ပြီးသားလို့ရှိရင်အဲ့ဒီထမင်းကိုကျွန်တော်တို့တွေကဒါတကြားနော်တကြားနဲ့ငယ်ထည့်ပြီးအဲ့ဒီထမင်းကိုကျွန်တော်တကြားလေးနဲ့မှွေပေးပါတကြားလေးနဲ့မှွေပေးလို့ရှိရင်ဒါချို့သောထမင်းကိုရပါပြီနော်အဲ့ဒီထမင်းကိုကျွန်တော်တို့ကဒါကြီးစာနဲ့ဒါကြီးငှက်တာရကာရဲ့အစာအဖြစ်ကျွန်တော်တို့ကကျွေးမွေးပြရမှာဖြစ်ပါတယ်နော်အဲ့လိုကျွေးတဲ့အခါမှာလည်းကျွန်တော်တို့အဲ့ကျွေးတဲ့အစာနာမှာကျွန်တော်ရေခွက်တန်တန်လေးနဲ့ကျွန်တော်တို့ဒီရေလေးကိုပါထည့်ပြီးတော့ဒါလူတန်းပြီးတော့ကျွေးမွေးလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်နော်နောက်နံပါတ်2အချက်ကကြတော့ကျွန်တော်တို့ထမင်းကိုနော်ကြိုထားတဲ့ထမင်းကိုကျွန်တော်တို့အချောက်လမ်းမှာနော်ချက်ထားတဲ့ထမင်းကိုအချောက်လမ်းမှာအချောက်လမ်းပြီးလို့ရှိရင်ပတ်စံအိတ်ထဲမှာဆောင်းထားပါနော်တကယ်လို့မိမိကထမင်းအချောက်ကိုမဆောင်းဘူးဆိုလို့ရှိရင်လေဒါဆန်စစ်အနှင်းငယ်ကိုအိတ်ကလေးထဲမှာထည့်ပြီးတော့ဆောင်းထားလို့ရပါတယ်နော်ပြီးလို့ရှိရင်အဲ့ဒီထမင်းအချောက်ကိုလည်းကျွန်တော်တို့တွေဒါကြီးစာငှက်စာအဖြစ်လဲကျွေးမွေးနိုင်ပါတယ်နော်ပြီးတော့ကြတော့ကျွန်တော်တို့ဒီထမင်းကြောင့်မဟုတ်ပဲねဆန်ပေါ့နော်ဆန်ကိုကျွန်တော်တို့စွန်းဆန်စိမ်းပေါ့နော်စွန်းဆန်စိမ်းအဖြစ်လောင်းလူတာမျိုးနော်အဲ့တော့ရှိပါတယ်စွန်းဆန်စိမ်းတွေဒါလူခန္ဓာရှိပါတယ်နော်နောက်သီလရှင်တွေကိုကျွန်တော်တို့ဒီစွန်းဆန်စိမ်းဖြစ်လောင်းလူတာမျိုးတွေနောက်ပြီးတော့ဒါမရှိစင်ရတာနွမ်းပါတဲ့သူတွေပေါ့နော်နွမ်းပါတဲ့မိမိပတ်ဝန်းကျင်မှာရှိတဲ့နွမ်းပါတဲ့သူတွေကိုဒီဆန်ကိုကျွန်တော်တို့ပြီးကန်းခြင်းကိုလည်းကျွန်တော်တို့ဆောင်ရွက်လို့ရပါတယ်နော်အဲ့လိုမျိုးဆောင်ရွက်မယ်ဆိုလို့ရှိရင်ဒါငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတွေဒါပြည်လေသွားပါလိမ့်မယ်နော်အဲ့တော့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့နံပါတ်3ချက်ကကြတော့ကျွန်တော်ကံကောင်းစီရန်အတွက်ပေါ့နော်ဒါကတော့ကံကောင်းစီရန်အတွက်ကျွန်တော်တို့လိုအပ်နေတဲ့သူတွေကိုဒါဆန်လက်တဆုပ်နေ့စဉ်လှူပေးပါလို့ဆိုထားပါတယ်နော်အဲ့တော့လက်တဆုပ်ဆိုတာကတော့ကျွန်တော်တို့စကားအဖြစ်ပြောတာပါနော်လှူနိုင်ရင်တော့1ဘူး2ဘူးနော်ဒီလိုမျိုးပေါ့နော်ဒါ3ဘူးနော်တက်နိုင်တဲ့သူတွေကတော့တပြည်ပေါ့နော်ဒီလိုမျိုးလေးတွေဒါကျွန်တော်တို့လှူဒန်းလို့ရပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဆန်ကိုပဲနော်ဆန်ကိုပဲကျွန်တော်တို့ဒါကြီးငှက်တာကကြီးငှက်ကလေးတွေကိုလည်းကျွန်တော်တို့ဒါလှူဒန်းပေးလို့ရပါတယ်နော်ဒါကတော့ဒီလိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ဒါမိတ်ဆွေတို့အတွက်ဒါတိုးတက်မှုတွေဒါစတင်လာပါလိမ့်မယ်နော်ဘဝမှာဒါအကောင်းဆုံးဖြစ်တဲ့အခွင့်အရေးတွေကျွန်တော်တို့
ရရှိလာပါလိမ့်မယ်เนาะအဲ့ဒီအခွင့်အရေးတွေရရှိလာရုံနဲ့မကဘဲနဲ့เนาะကျွန်တော်တို့အဲ့ဒီအခွင့်အရေးတွေကိုမှန်မှန်ကန်ကန်ဒါဖန်ဆုပ်နိုင်လိမ့်မယ်ဆိုပြီးတော့ဆိုထားပါတယ်เนาะဒါကတော့ကျွန်တော်ဆရာနေသွေးเนาะဆရာနေသွေးရဲ့ဒီရေရာလေးကိုကျွန်တော်တစ်ဆင့်ပြန်လည်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီရေရာလေးကိုဒါပတ်စံအကြခဏပြတ်တတ်တဲ့သူတွေเนาะငွေကြီးနဲ့ပတ်သက်ပြီးတော့ပူပင်တော့ကရောက်နေရတဲ့သူတွေငွေကြီးနဲ့ပတ်သက်ပြီးတော့ပြဿနာတက်နေရတဲ့သူတွေငွေကြီးနဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်နေရတဲ့သူတွေเนาะနောက်ပြီးတော့ကျွန်တော်တို့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်နေရတဲ့သူတွေအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်နေရတဲ့သူတွေเนาะအလုတ်အကိုင်ရှာဖွေနေတဲ့သူတွေပေါ့နော်ဟုတ်လားအလုတ်ရှာပြီးတော့အလုတ်မရဖြစ်နေတဲ့သူတွေเนาะဒီလိုလူတွေနဲ့ဒါကိုကျွန်တော်တို့ဒါလှုပ်ဆောင်တင်ပါတယ်เนาะအဲ့တော့ဆန်နဲ့ကုစားနိုင်တဲ့ဤသုံးနည်းပါเนาะအဲ့တော့ကျွန်တော်ထပ်ပြီးတော့တင်ပြပေးပါမယ်เนาะအဲ့တော့နံပါတ်1ချက်ကအလုတ်အဆင်မပြေတဲ့သူတွေเนาะတောကရောက်နေရတဲ့သူတွေအလုတ်ရှာနေရတဲ့သူတွေကတော့เนาะကျွန်တော်တို့ထမင်းချက်ပါထမင်းချက်ပြီးရလာတဲ့ထမင်းကိုကျွန်တော်တို့တကြားနဲ့နေပြီးလို့ရှိရင်ဒါထမင်းချိုပေါ့နော်ထမင်းချိုကိုကျွန်တော်တို့တွေနှစ်စာကျွေးပေးပါကြီးစာကျွေးပေးပါနော်ကြီးတစ်ခွက်ဒါနပြုပေးပါနော်နောက်နံပါတ်2ချက်ကတော့ကျွန်တော်တို့ထမင်း6ကိုလှမ်းပြီးတော့ဒါပတ်စံရည်ထဲမှာကျွန်တော်တို့တွေအိတ်ကလေးနဲ့ပိတ်ပြီးတော့ဆောင်းထားပါနော်ဒါမှမဟုတ်လို့ရှိရင်ဆန်ကိုဆောင်းထားပေးပါနော်ဆန်ကိုကျွန်တော်တို့စွန်းဆန်စိမ်းအဖြစ်လောင်းလူနာမျိုးတွေနော်နွမ်းပါတဲ့သူတွေကိုဒါဆန်ပြီးကန်းချင်းတာတွေပြီးကန်းတာမျိုးတွေကျွန်တော်တို့တွေလှုပ်ဆောင်ရပါမယ်เนาะဒါဆိုလို့ရှိရင်ဒါပတ်စံခက်ခဲများပြည်လည်သွားပါလိမ့်မယ်เนาะနောက်နံပါတ်3ချက်ကကြတော့ကျွန်တော်တို့ဒါမိမိဘဝကံကောင်းစေဖို့အတွက်เนาะမိမိဘဝကံကောင်းစေဖို့အတွက်ကတော့ကျွန်တော်တို့နမ်းပါတဲ့သူတွေเนาะလိုအပ်နေတဲ့သူတွေကိုဒါစံပေါ့เนาะစံမိမိတက်နိုင်တယ်လို့ပေါ့เนาะမတပူးတက်နိုင်နှစ်ပူးတက်နိုင်เนาะတပြီတက်နိုင်ပေါ့เนาะဒီလိုမျိုးတက်နိုင်တဲ့လောက်ကိုမိမိကလှူဒန်းပေးပါเนาะနေ့စဉ်မဟုတ်ရင်တော့မှတစ်ပတ်ကိုတစ်ကြိမ်ဖြစ်ပေါ့เนาะတစ်လကိုတစ်ကြိမ်ဖြစ်ဒါလှူဒန်းပေးပါအဲ့လိုမျိုးလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ဒါမိတ်ဆွေရဲ့ဘဝမှာကံကောင်းမှုတွေရရှိလာပြီးတော့တိုးတက်မှုတွေဒါစတင်လာပါလိမ့်မယ်เนาะဒါလေးကတော့အလူရေရာလေးဖြစ်တဲ့ကြောင့်မို့လို့ဒါရိုးရိုးရေရာတွေတက်ကိုပို့ပြီးတော့အဆန်းထက်ပါတယ်เนาะကုသိုလ်တရားလည်းပို့ပြီးတော့ပွားများပါတယ်ပွားများနိုင်ပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ဒီကနေ့မှာမျှဝေပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့တခြားသူတွေလည်းသိရှိသွားအောင်လို့ဒါဒီဗီဒီယိုလေးကို share ပေးခြင်းဖြင့်လည်းတဆင့်ပြန်လည်ပြီးတော့မျှဝေပြီးတော့ဒါကုသိုလ်ယူကြပါเนาะဒါလေးကထူးကြပါတယ်အလူဒါနပြုခြင်းပါပဲเนาะအလူဒါနပြုခြင်းအလူရိယာလေးဖြစ်တဲ့ကြောင့်မို့လို့เนาะရေရာတစ်ခုဆိုတာတစ်ခုပို့ပါတယ်အကျိုးပေးလေအရန်ကိုထူးကြပါတယ်မြန်ပါတယ်เนาะဒါလေးကိုကျွန်တော်မျှဝေပေးပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒါကြည့်နေကြတဲ့မိတ်ဆွေများအပေါင်းเนาะပြီးလို့ရှိရင်ကျွန်တော်ရဲ့ channel ထဲမှာရှိနေကြတဲ့မိတ်ဆွေများအပေါင်းမိတ်ဆွေများအားလုံးတို့ဒါဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေဒေါသခတ်သိမ်းကင်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကောင်းကျိုးလူရဆန္ဒပြေဝကြပါစေငွေကြီးနဲ့ပတ်သက်ပြီးတော့เนาะဒါအပူပင်တော့ကများလည်းကင်းကြပါစေเนาะအလူကြီးတန်းကြီးပေးနိုင်တဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များသာသနာပြုနိုင်တော့သာသနာကိုထောက်ပံ့ပေးနိုင်တော့ပုဂ္ဂိုလ်များလည်းဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ